PN 2.5အဆင့်မြင့်တက်မှုဘန်ကောက်မြို့လေထုအန္တရာယ်ဇုံရောက်ရှိဟိုင်းနိုင်ငံဘန်ကောက်မြို့အပါအဝင်အလဲပိုင်းနှင့်အရှေ့ပိုင်းဒေသရှိပြည်내12ခုတို့သည်ယခုရက်ပိုင်းတွင်အန္တရာယ်ရှိဆုံးအနီရောင်အဆင့်မြို့ကိုထူထပ်မှုများနှင့်ရင်ဆိုင်နေရပါသည်။ Gista ယနေ့နက်ထုတ်ပြန်ချက်အရ PN 2.5အမှုန်မွှားများသည့်အစိုးရသတ်မှတ်ထားသည့်ဘေးကင်းလုံခြုံမှုအဆင့်39.5 microgram ထက်တိတိတသာမြင့်မားနေပြီးအမြင့်ဆုံးအဆင့်92.3ကိုစမုပရာကန်တီနယ်တွင်၎င်းဘန်ကောက်တွင်89.6အဆင့်ကို၎င်းတိုင်းတာရရှိခဲ့ပါသည်။ဘန်ကောက်မြို့နယ်90လုံးတည်လည်းအနီရောင်အဆင့်အန္တရာယ်ရှိသောမြို့ကိုးများဖြင့်လုံးဝဖုံးလွှမ်းနေပါတယ်။ကျမ်ပြည်နယ်30မှာလည်းကျန်းမာရေးကိုစတင်ထိခိုက်နိုင်သည့်လိမ်မော်ရောင်အဆင့်တွင်ရှိနေပါတယ်။မိုးလေဝသဌာန၏ခံမှန်းချက်အရလေထုငြိမ်သက်မှုမှာနောက်ပတ်ပုတ်တခုနေ့အထိဆက်ရှိနေမည်ဖြစ်တော်လဲကြာကာပတေးနေ့မှစနေနေ့အထိရွာသွန်းနိုင်သည့်မိုးတီ PN 2.5အဆင့်ကိုလျှော့ကျစေရန်အထောက်အကူပြုနိုင်မည်ဖြစ်ပါတယ်။မြင့်စင်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။